ဒီနေ့မြန်မာရွှေဈေးရတော့တက်ပါတယ်မြန်မာငွေဈေးရတော့ကျပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က24ရက်နေ့3လပိုင်း2026ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချိန်ညနေ9:40မိနစ်40ရှိနေပါပြီမြန်မာရွှေက16ပဲစနေအောင်မီလေးရွှေတရားသားကိုဆိုင်ကရောင်းနေစီက103သိန်းဆိုင်ကလက်ခံနေစီက102သိန်းစနေဟောင်း15ပဲတရားသားကိုဆိုင်ကရောင်းနေစီက69သိန်း16ပဲစနေသိန်းမီလေးရွှေတရားသားကိုဆိုင်ကရောင်းနေစီက100သိန်း3000ဆိုင်ကလက်ခံနေစီက103,000စနေသစ်15ပဲတရားသားကိုဆိုင်ကရောင်းနေစီက95သိန်း4,000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရည်သားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက4,420ဆိုင်ကလက်ခံနေစီက4,300ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ9,100စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက3,440ဆိုင်ကလက်ခံနေစီက3,340တရုတ်ငွေတရုတ်ကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက638ကျပ်ဆိုင်ကလက်ခံနေစီက622ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ3,065ကျပ်ထိုင်းမနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဗတ်ပေးချက်ယူကမာတွေကဘတ်ငွေ960ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးပဲယူကမာတွေကကျပ်3သိန်းကိုဘတ်ငွေ940မလေးငွေ92.4နှစ်ကိုမြန်မာကျပ်ငွေ3သိန်းဂျပန်ငွေ3,900.8နှစ်ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ3,465.33ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ2,135.38ကိုမြန်မာကျပ်ငွေ3သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့တွေနဲ့ငွေလွှဲတော်မင်းငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်မှုပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်မြန်မာရွှေစင်းငွေဈေးတွေကိုအများနဲ့တင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြရှင်နိုင်ကြပါစေ